ဒါမှအပြစ်မပေးဘူးဆိုတော့တိုင်းပြည်တစ်ခုလုံးကတရုတ်လက်အောက်မှာရှိတယ်တရုတ်လို့ပြောလို့ I'm sorry if you're Chinese but တကယ်ကိုခရိုနီအကြီးစားအကုန်လုံးက Chinese majority ဖြစ်နေတာ Chinese majority ကပဲ control လုပ်နေတာမြန်မာနိုင်ငံကြီးကိုဒါပေမဲ့ကျွန်တော်ထင်တယ်လို့ချင်းချောင်ချင်းချောင်မဟုတ်ဘူးကျွန်တော်ပြပတရုတ်မဟုတ်ဘူးပြည်တွင်းရဲ့တရုတ်ခရိုနီတွေကထိန်းနေတယ်ဆိုတော့ကာကွယ်ဦးစီးချုပ်ရဲ့အပေါ်မှာရှိရလားအောက်မှာရှိရလားတော့ကျွန်တော်လည်းမသိတော့ဘူးဒါပေမဲ့အခုကျွန်တော်ပြောတဲ့ဟာအကုန်လုံးကာကွယ်ဦးစီးချုပ်တော်၎င်းတို့ရဲ့ဒီစာဖာဒီစုံစမ်းစစ်ဆေးရတော့၎င်းနားလည်မလို့ဒါတမန်ရိုးကြပဲဒီ400ပါအစိုးရအတွက်လိုတယ်သုံးကျင်တယ်စစ်တပ်အတွက်လိုတယ်ဆိုရင်နီးရရှင်းရှင်းလေး2%အခွန်10%မြင့်လာဟိုကောင်လေး import အခွန်လည်း2% 10%မြင့်ပြီးတော့မင်းတို့ကြိုက်ရောင်းကြောက်ရွယ်ရောင်းကြလို့ပြောလိုက်နှစ်ဖက်လုံးအာရဂီလည်းရတယ်ဘယ်သူမှလည်းမရှိဒါပေမဲ့အဲ့ဒါဖွင့်လိုက်ရင်တစ်ဖက်ကသူတို့ရဲ့အထွေးတွေဖြစ်တယ်ဟလာရွှေပြိုင်းသူတိန်ဝင်းစောဆိုပိုင်ဟေးဒေးကကျွန်တော်တငယ်ချင်းပါကျွန်တော်ဒီမှာဒါပြောတာစိတ်တော့မကောင်းအောင်ဒါပေမဲ့ဒါအခွင့်ထူးခံလူတန်းစားတွေပဲပေါ့ဗျာနော်ပြီးရင်နောက်ဘယ်လိုရှိမလဲရွှေမဲဥထုံးလင်းသူဆိုရင် A4 အသင်းဥက္ကဋ္ဌဗျာ import နဲ့ဘာဆိုင်လို့လဲ import လည်းအတိုင်းတင်တောင်းချီယူထားတယ်ဟုတ်လားပြီးအခုနကျွန်တော်ပြောတဲ့ဒီရုပ်ရှင်အတိုင်းဝိုင်းလူတချို့ရှိမယ်ပေါ့ဗျာရုပ်ရှင်အတိုင်းဝိုင်းဆိုတာသိရမှာသူတို့ပွဲတွေတက်တဲ့လူတွေဆိုကျွန်တော်ကြားတော့မင်းသမီးဆိုးမြတ်သူသားတန်ရင်9000ရတယ်လို့ပါအဲ့လူတွေကြတော့ခုပြန်ရောင်းလိုက်တာပေါ့ဗျာဒါမျိုးပေါ့အဲ့ဒါတော့အာဝါဒပါကိုဟာတန်ရင်နည်းနည်းလေးသတောင်းသားပေးတာဒီကောင်လေးနဲ့ရှင်းစရာတော့မရှိဘူးသိရမှာဒီအပွဲလေးတက်ပေးလို့တနာလို့တန်2000လောက်တန်ချောင်းလိုက်စင်ပေးရပါဒီကောင်လေးကဘဲအကိုကလည်းတန်ချင်းတိန်းနဲ့ဂရေနဲ့ရနေကြတာဒါဒါဒီနမဲကျွန်တော်ပြောရဆိုတော့နောက်ပိုင်းကျွန်တော်ကတော်တော်ကျွန်တော်ဖေဖြစ်တဲ့ကိစ္စမှာကျွန်တော်တို့ကစိတ်နာပါပြီအဲ့တော့ကျွန်တော်အဲ့အကြောင်းကိုပြောဒါအခုကျွန်တော်အကုန်လုံးဒါပုံမှန်လင်းပြောပြလိုက်ဒီကောင်းလေး importer တွေဒါဒီဟာကိုပုံမှန်လင်းမပြောတာလားဒါမှမဟုတ်တိတိရက်နဲ့ပဲမျက်စိမှိတ်ပေးထားတာလားဒါမှမဟုတ်ကာကွယ်ဥချုပ်ပဲမသိတာလားဆိုတော့ဖျားပဲသိမယ်ကျွန်တော်ဒီ video release ဖြစ်တော့ကျွန်တော်အဲ့အဖြစ်ကျွန်တော်လည်းအခုဒီပြောရတဲ့ meeting ရဲ့ဒါ result ကဒါပဲကျွန်တော်ပြက်ပြက်သားသားသိရမှာပေါ့ကိုရ